ကျောင်းကိုသွားကငယ်ဆရာခါဝဲတကယ်ပြပြပြူဟာကျူတီတာကျေးရွာတဘာဝကထင်းပေါ်လာလေတဲ့ရလဲတွေ့ဆုံလို့ရဲ့ငယ်တွေ့ဤကလေးဘဝတို့နဲ့ကိုယ်တည်းမြဲလို့ပြောပါလေကွယ်တို့ဆရာကြီးကျမ်းပါ